ငွေဝင်ကျန်းတဲ့မန္တန်တပုတ်ကိုတင်ပေးမယ်ဒီကာလာလေးကလေပတ်စံအိတ်ကိုကင်ပြီးတော့ရွတ်ကပါတယ်ခင်ဗျာငွေဒီဒလဟောဝင်ပါတယ်ငွေဒီမပြတ်ဝင်ပါတယ်ငွေဖြတ်သွားတယ်ဆိုတာမရှိပါဘူးငွေဒီဟာတွင်ကိုယ့်ရဲ့ပတ်စံအိတ်ကိုစီစဉ်ဝင်ရောက်စေပါတယ်အဲ့ဒီပတ်စံအိတ်ကိုကင်နဲ့ပတ်စံအိတ်ပိုင်ရှင်ထံကိုငွေကြီးလက်လာပါလိမ့်အမြဲမပြတ်ပြတ်သွားတယ်ဆိုတာမရှိဘဲနဲ့ဒလဟောကိုမှအဝင်ကျန်းပြီးတော့တီမြဲကငွေနဲ့ပတ်သက်တဲ့ကန်ဆာတာတွေထွန်းတောက်စေသောကံကြမ္မာကိုဖန်တီးပေးနိုင်တဲ့မန္တန်တပုတ်ဖြစ်ပါတယ်ခင်ဗျာပတ်စံအိတ်ကလေးကိုကိုင်းပြီးတော့ရွတ်ယုံပါပဲကိုကိုင်းတဲ့ပတ်စံအိတ်ဆိုရင်ရပါပြီပတ်စံအိတ်ကပတ်စံထဲမထဲကိုင်းပြီးလာရွတ်လိုက်ဒီပတ်စံအိတ်ပိုင်ရှင်စီကိုများစွာသောငွေတွေ KP ရလည်းဝင်မယ် wave ကလည်းဝင်မယ်ပေးပေါင်းစုံကနေဝင်လာလိမ့်မယ်ငွေသားလည်းဝင်လာလိမ့်မယ်ဥစ္စာပစ္စည်းတိုးပွားစေသောမန္တန်ဖြစ်ပါတယ်။အိုမမလာပန်တိတ်ထီရန်အာဂစ်စန်တုဆိုပြီး28ခေါက်ရွတ်ပါတယ်တနေ့ကို28ခေါက်ရွတ်ရတယ်28ခေါက်တည်းပို့ရွတ်လည်းရတယ်နော်ကိစ္စမရှိဘူးအတိအကျရွတ်မယ်ဆိုရင်တော့28ခေါက်ရွတ်ပါငွေတွေရွှင်ပါစေငွေတွေဝင်လာပါစေတချို့ကရစရာရှိတယ်ဒါပေမဲ့ချက်ချင်းမရသေးကြန့်ကြာနေတယ်ရစရာရှိတဲ့ငွေတွေလည်းလွယ်ကူနော်လင်းမြန်ကိုစီကိုရောက်လာပါစေရလာပါစေလို့ချွတ်တောင်းပြီးတော့အဲ့ဒီခါလေးကိုကျွတ်ခပါလိုက်ခင်ဗျာနောက်ပြီးတော့တချို့ကကြတော့လက်ပိတ်နေတဲ့လုံးဝလက်မပွင့်အဲ့လိုမျိုးပြီးလို့ဆိုလက်အမြန်ဆုံးပွင့်ပါစေဆူတောင်းမှာအကျွေးမရရင်လည်းအကျွေးပြန်ရပြီးတော့ဆူတောင်းမှာအကျွေးကြည်ခြင်းလည်းငွေတွေဝင်လာပြီးတော့ပေးစရာရှိတဲ့အကျွေးအားလုံးကြည်ပါစေလို့ဆူတောင်းမှာငွေအရေးတကြီးလိုရင်လည်းဒီမန္တန်လေးကိုရွတ်ပြီးတော့ဆူတောင်းမှာခင်ဗျာငွေပြတ်သွားပြီဆိုရင်ဒီခါလေးကိုပါရွတ်လိုက်ပါချက်ချင်းငွေတွေဝင်လာပါလိမ့်မယ်ခင်ဗျာပတ်လုံးသုံးလို့ရတဲ့ငွေနဲ့ပတ်သက်တဲ့ဂါရာမန္တန်တွေထဲမှာမှချက်ချင်းအကျိုးပေးပြီးတော့ငွေဝင်ချမ်းပြီးတော့ဝင်တဲ့ငွေလည်းတည်မြဲစေတဲ့မန္တန်ဖြစ်ပါတယ်ခင်ဗျာရာသက်ပံတည်တယ်သုံးကြပါခင်ဗျာကျွန်တော်အခုဘူးလုံမြို့ဆိုတာမှာရောက်နေတရုတ်ပြည်မှာခြုံရှင်းရလဲပြီးသွားပြီအခုကဘူးလုံမှာအရန်အေးတော့အများကြီးမပြောနိုင်ဘူးလိုင်းရလည်းမရတော့ဟိုရတဲ့အချိန်လေးတွေမှာကျွန်တော်တင်ပေးနေပါတယ်ကျေးဇူးပါခင်ဗျာ